နေကွယ်မှုတဲ့တဲ့မှာလွေအိပိုက်လို့အင်ကိုကြီးမုံမီပြီးတော့နောက်နေ့မနေ့မှာအပြင်းပြတဲ့မမလေးအတန်းတဲ့ကကောင်းမလေးကျွန်တော်အကျွဲစားရီကူပလေးလုံးလေးတွေရွယ်လုံးလေးတွေစီးထားတဲ့ဒီလေကြီးတယောက်နဲ့တယောက်ကနှစ်ယောက်ဖြစ်သွားတဲ့ကျွန်တော်နဲ့ချောင်းကကောင်းမလေးချောင်းသွားဖို့တငယ်ချင်းကျွန်တော်ရဲ့နတ်သမီးလေးကြောင်စင်းနေချိန်မှုသေးသေးရွာလွေအေးလေးနဲ့ကောင်းမလေးဘုံမင်းကြီးကိုမော့ကြည့်ပြီးတော့ငိုမဲမဲနဲ့မိုင်တွင်ကြီးကြီးကလေးကိုအသာဖွင့်ပြီးသူ့အကျွဲကိုကသွားပြီးယောက်ျားလေးပဲကွယ်မှုသေးသေးမှလွေအေးပိုက်လို့အင်ကိုကြီးမုံမီပြီးတော့နောက်နေ့မနေ့မှာအပြင်းပြတဲ့လူမမလေးအတန်းတဲ့ကကောင်းမလေးကျွန်တော်အကျွဲစားရီ